မောရှိနှင့်ခရစ်တော်ယေရှုပရောဖက်ကြီးမောရှိနှင့်သာဘုရားသခင်၏သားတော်ခရစ်တော်ယေရှုနိုင်ရှင်ချက်ပရောဖက်မောရှိနုယေရှုခရစ်လူနိုင်တော်မောရှိလူသားထောင်းနေမောရှိကယေရှုခရစ်ဖျားဖြစ်သည်လူလားအပြည့်မောရှိအပြည့်ရှိသည်ယေရှုခရစ်အပြည့်မရှိဘူးအပြည့်ကင်းစင်သည်တူသလားတော့မောရှိခေကတရိစ္ဆာန်ကိုရေပူဇော်ရတယ်ခရစ်တော်ယေရှုလက်ထက်မှာခရစ်တော်ကိုယ်တိုင်ပူဇော်ခံတယ်တူသလားမတူဘူးပဲဆိုရင်တော့ပရောဖက်ကြီးမောရှိကပညာတရားကိုယူလာတယ်ယေရှုခရစ်တော်ကယေရှုတရားကိုယူလာတယ်တူသလားတူတယ်ဆိုရင်ပရောဖက်ကြီးမောရှိဘုရားသခင်အိမ်တော်မှာအစေခံရတယ်ဘုရားသခင်အိမ်တော်မှာအစေခံဖြစ်တယ်ယေရှုခရစ်တော်ကဘုရားအိမ်တော်မှာသားတော်ဖြစ်တယ်မောရှိကအစေခံယေရှုခရစ်ကသားတော်တူသလားမတူဘူးတူတယ်ပြောရင်မောရှိသည်ကဲတင်ရှင်ကိုလိုအပ်သည်ခရစ်တော်သည်သူကိုယ်တိုင်ကဲတင်ရှင်ဖြစ်သည်မောရှိနဲ့ခရစ်တော်တူသလားမတူဘူးမောရှိနဲ့ခရစ်တော်တူသလားမတူဘူးမောနိပါလာအောင်မောနိပါညလေးပဲမောဣတရေလလူမျိုးလို့ရေးညာမိုးဒီလိုက်ပေါ်ညာဣတရေလလူမျိုး